ကမ္ဘာမြေပုံတွေက area တစ်ခုကိုစိတ်ကူးရင်ကြည့်ရအောင်ပါရှေ့တောင်အာရှရဲ့အနောက်ဘက်ကမ်းရိုးတန်းမှာပြင်သစ်နိုင်ငံအရွယ်အစားလောက်ရှိတဲ့အကျယ်ဝန်းတစ်ခုအဲ့ဒါရဲ့အနောက်ဘက်မှာတော့ကမ္ဘာတတိယမြောက်သမုဒ္ဒရာကြီးဖြစ်တဲ့အိန္ဒိယသမုဒ္ဒရာဒီသမုဒ္ဒရာတွေကိုအချိန်မျိုးဝင်ရောက်လို့ရတဲ့ဘင်္ဂလားပင်လယ်အော်နဲ့အတ္တမန်ပင်လယ်တို့ကလည်းအသားတည်းတည်ရှိနေမဲ့အပြင်ကီလိုမီတာပေါင်း2800အထိကမ်းရိုးတန်းအရှည်တစ်ခုလည်းပိုင်ဆိုင်ထားမယ်ဗျာပင်လယ်ကူးသွားလာရေးလမ်းကြောင်းတွေနဲ့လည်းအနီးကပ်ဆုံးနေရာမှာရှိနေတယ်ဟုတ်တယ်ဗျအဲ့ဒါကတော့မြန်မာနိုင်ငံတစ်ခုတည်းကပိုင်ဆိုင်ထားတဲ့နိုင်ငံရဲ့ပင်လယ်ထွက်ပေါက်တစ်ခုလည်းဖြစ်တဲ့မြန်မာပင်လယ်ပိုင်နက် area ပါအချို့ကတော့ဒါဟာနိုင်ငံတကာအင်အားကြီးတွေရဲ့ရှင်ပြိုင်မှုခွင့်ဆက်လို့ပြောကြသလိုအချို့ကတော့နိုင်ငံစီးပွားရေးရဲ့အဓိကမျှော်လင့်ချက်လို့တင်စားကြပါတယ်ဒီလိုဗျူဟာမြောက်အနေအထားတစ်ခုပိုင်ဆိုင်ထားတဲ့မြန်မာနိုင်ငံရဲ့အခွင့်အရေးနဲ့စိန်ခေါ်မှုတွေဒီပင်လယ်ပြင်ကနေရနေတဲ့တန်ဖိုးတွေဘယ်လောက်ထိရှိနေမလဲစဉ်းစားကြည့်ဘူးလားဒီနေ့တော့အချိန်ခဏပေးပြီးမြန်မာနိုင်ငံရဲ့ပင်လယ်ထွက်ပေါက်ကိုပထဝီအနေအထားကနေစပြီးပင်လယ်ပိုင်နက်သတ်မှတ်ချက်တွေရေအောက်တယံဇာတာတွေနိုင်ငံရေးဗျူဟာမြောက်အရေးပါမှုတွေအထိအသေးစိတ်အတူတူလေ့လာကြည့်ကြရအောင်ဗျပထမဆုံးနိုင်ငံရဲ့ပင်လယ်ကမ်းရိုးတန်းအနေအထားကနေရင်စမယ်ဗျမြန်မာနိုင်ငံဟာဘင်္ဂလားပင်လယ်အော်နဲ့အတ္တမန်ပင်လယ်ဆိုပြီးပင်လယ်ကမ်းရိုးတန်းနှစ်ခုနဲ့ထိစပ်နေပါတယ်ကမ်းရိုးတန်းစုစုပေါင်းအလျားကတော့ကီလိုမီတာ2800ကျော်ရှည်လျားပြီးရခိုင်ပြည်နယ်ကနေအေရဝတီတိုင်းပဲခူးတိုင်းမွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသတွေအထိပြန့်နှံ့တည်ရှိနေတာဖြစ်ပါတယ်ဒီကမ်းရိုးတန်းကြီးကိုအဓိကအပိုင်း၃ပိုင်းခွဲခြားပြီးသတ်မှတ်လို့လည်းရသေးတယ်ဗျပထမအပိုင်းကတော့မြောက်ဘက်ကရခိုင်ကမ်းရိုးတန်းမှာဒီနေရာဟာဘင်္ဂလားပင်လယ်အော်နဲ့ထိစပ်နေပြီးမိုးလေဝသအပြောင်းလဲတွေကြောင့်သဘာဝဘေးအန္တရာယ်ကြာရောက်မှုများတဲ့နေရာလည်းဖြစ်ပါတယ်ဒုတိယအပိုင်းကတော့အေရဝတီမြစ်ဝကျွန်းပေါ်ဒေသဖြစ်ပြီးနိုင်ငံရဲ့စိုက်ပျိုးရေးထွက်ကုန်တွေတင်ပို့ရာစိတ်ကမ်းတွေရှိတဲ့နေရာပါတတိယအပိုင်းကတော့တောင်ဘက်ကတနင်္သာရီကမ်းရိုးတန်းဖြစ်ပါတယ်ဒီနေရာဟာအတ္တမန်ပင်လယ်နဲ့ထိစပ်နေပြီးကမ္ဘာအလှပဆုံးကျွန်းစုတွေထဲကတစ်ခုဖြစ်တဲ့ဗိတ်ကျွန်းစုတွေတည်ရှိရာနေရာလည်းဖြစ်ပါတယ်ဒီကမ်းရိုးတန်းတွေဟာတမိုင်းကြောင်းအရလည်းအလွန်အရေးပါခဲ့တယ်ဗျခရစ်နှစ်မတိုင်မီကာလတွေကတည်းကရောမကုန်တယ်တွေနဲ့အိန္ဒိယကုန်တယ်တွေဟာဒီလမ်းကြောင်းတိုင်းပဲလာရောက်ကုန်သွယ်ခဲ့ကြပါတယ်ပေါ်တူဂီနဲ့ပြင်သစ်ကုန်တယ်တွေဆိုရင်လည်းဒီမြန်မာကမ်းရိုးတန်းကနေတစ်ဆင့်ပဲအရှိတောင်အာရှကိုဝင်ရောက်လာခဲ့ကြတာပါဗြိတိရှကိုလိုနီခေတ်ရောက်တဲ့အခါမှာတော့ပင်လယ်လမ်းကြောင်းထိန်းချုပ်မှုကဗြိတိရှတွေလက်ထဲရောက်သွားခဲ့ပြီးအဲ့ဒါမှသင်္ဘောစိတ်ကြီးတွေဖြစ်တဲ့ရန်ကုန်စိတ်ကမ်းမော်လမြိုင်စိတ်ကမ်းတွေဟာကမ္ဘာကုန်သွယ်ရေးမြေပုံမှာအရေးပါတဲ့နေရာတွေဖြစ်လာခဲ့ပါတယ်လက်ရှိခေတ်မှာတော့ဒီကမ်းရိုးတန်းတွေဟာသဘာဝအလှပတစ်ခုတည်းမဟုတ်တော့ပဲစီးပွားရေးနိုင်ငံရေးနဲ့လုံခြုံရေးဆိုင်ရာအချက်အချာကြားတဲ့နေရာတွေဖြစ်လာပါတယ်တနင်္သာရီကမ်းရိုးတန်းဟာမလက်ကရေလက်ကြားနဲ့နီးစပ်တဲ့အတွက်ကမ္ဘာသင်္ဘောလိုင်းတွေရဲ့အဓိကဖြတ်တန်းရာလမ်းကြောင်းဖြစ်ပါတယ်ကမ္ဘာရေနံနဲ့သဘာဝဓာတ်ငွေ့တည်ယူပို့ဆောင်ရေးရဲ့40%ခန့်ဟာဒီလမ်းကြောင်းကနေပဲဖြတ်တန်းသွားလာနေကြတာပါဒီတော့မြန်မာနိုင်ငံရဲ့ပင်လယ်ကမ်းရိုးတန်းဟာတမိုင်းကြောင်းရောလက်ရှိကမ္ဘာကုန်သွယ်ရေးမှာပါမျှဝေပိုင်ဆိုင်ထားတဲ့နေရာတစ်ခုဖြစ်နေပါတယ်ပင်လယ်ကမ်းရိုးတန်းရှိတဲ့ဆိုရုံနဲ့ပင်လယ်ပြင်တစ်ခုလုံးပိုင်ဆိုင်ခွင့်ရှိတာတော့မဟုတ်ပါဘူးနိုင်ငံတကာဥပဒေတွေအရသတ်မှတ်ချက်တွေရှိပါတယ်ဒီနေရာမှာအဓိကကျတဲ့ဥပဒေကတော့ပင်လယ်ဥပဒေဆိုင်ရာကုလသမဂ္ဂစာချုပ် UNCLOS လို့ခေါ်တဲ့ United Nations Convention on the Law of the Sea ပါမြန်မာနိုင်ငံအနေနဲ့ UNCLOS ကို1996ခုနှစ်မှာအတည်ပြုလက်မှတ်ရေးထိုးခဲ့ပါတယ်ဒီဥပဒေအရပင်လယ်ပိုင်နက်ကိုအပိုင်းလိုက်ခွဲခြားသတ်မှတ်ထားပါတယ်ပထမအပိုင်းကတော့နယ်မြေရေပိုင်နက် Territorial Sea ပါကမ်းခြေကနေ12ပင်လယ်မိုင်အထိကိုနိုင်ငံတနိုင်ငံရဲ့နယ်နိမိတ်လို့ထည့်သွင်းသတ်မှတ်ပြီးနိုင်ငံရဲ့ကုန်းတွင်းပိုင်းပိုင်နက်လိုပဲအပြည့်အဝအာဏာတက်ရောက်ပါတယ်ရေထုသာမကရေအောက်ကျမ်းမြင့်တဲ့လေထုကိုပါပိုင်ဆိုင်ပါတယ်ကမ်းရိုးတန်းနိုင်ငံအနေနဲ့ဒီနေရာမှာငါးဖမ်းတာတယံဇာတတူးဖော်တာနဲ့ဥပဒေစိုးမိုးရေးတွေကိုစိတ်ကြိုက်လှုပ်ဆောင်နိုင်ပါတယ်ဒီအကွာအဝေးအတွင်းမှာတော့အခြားနိုင်ငံတကာသင်္ဘောတွေက Innocent Passage လို့ခေါ်တဲ့အပြစ်မဲ့ဖြတ်သန်းခွင့်ရရှိပေမဲ့ငါးဖမ်းခြင်းတယံဇာတတူးဖော်ခြင်းတွေကိုတော့ခွင့်ပြုထားခြင်းမရှိပါဘူးဒုတိယအပိုင်းကတော့ဆက်ဆက်ဇုံလို့ခေါ်တဲ့ Continuous ဇုံဖြစ်ပြီးကမ်းခြေကနေ24ပင်လယ်မိုင်အထိဖြစ်ပါတယ်ဒီဇုံမှာတော့အကောက်ခွန်ဥပဒေလူဝင်မှုကြီးကြပ်ရေးဆိုင်ရာဥပဒေနဲ့ကျန်းမာရေးနဲ့ပတ်သက်တဲ့ဥပဒေတွေကိုထိန်းချုပ်ခွင့်ရှိပါတယ်တတိယနဲ့အရေးကြီးဆုံးအပိုင်းကတော့တည်တံ့စီးပွားရေးဇုံလို့ခေါ်တဲ့ Exclusive Economic Zone EEZ ဖြစ်ပါတယ်ကမ်းခြေကနေ200ပင်လယ်မိုင်အထိသတ်မှတ်ပါတယ်ဒီဇုံအတွင်းမှာတော့သဘာဝတယံဇာတကိုရှာဖွေတူးဖော်ပိုင်ခွင့်စီမံခန့်ခွဲပိုင်ခွင့်တွေကိုသက်ဆိုင်ရာနိုင်ငံကတည်တံ့ပိုင်ဆိုင်ပါတယ်မြန်မာနိုင်ငံရဲ့ EEZ area ဟာစတူယန်ကီလိုမီတာ4,800 ကျော်ခန့်ရှိပါတယ်။ဒါဟာမြန်မာနိုင်ငံရဲ့ကြီးပိုင်နက် area ရဲ့80%ခန့်ရှိတဲ့ပမာဏဖြစ်ပါတယ်။ဒါပေမဲ့ပင်လယ်ပိုင်နက်ကိုသတ်မှတ်ရမှာအိန္ဒိယနိုင်ငံတွေနဲ့ထိပ်တိုက်ရင်ဆိုင်ရတဲ့ကိစ္စတွေလည်းရှိပါတယ်။မြန်မာနိုင်ငံအနေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊
အိန္ဒိယနိုင်ငံထိုင်းနိုင်ငံတို့နဲ့ပင်လယ်နယ်နိမိတ်သတ်မှတ်ရေးရှိခဲ့ပါတယ်။အထူးသဖြင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့စိန်မာတင်ကျွန်းကိစ္စနဲ့ပတ်သက်ပြီးပင်လယ်နယ်နိမိတ်အငင်းပွားမှုကနေနှစ်နိုင်ငံသဘောတူညီချက်မရတဲ့အခါနိုင်ငံတကာတရားရုံး ITLOS မှာတရားစွဲဆိုခဲ့ကြပါတယ်။2012ခုနှစ်မှာတရားရုံးကအဆုံးဖြတ်ပေးခဲ့ပြီးမြန်မာနိုင်ငံအနေနဲ့ပင်လယ်ဧရိယာတစ်ခုဆုံးရှုံးခဲ့ရတာမျိုးရှိခဲ့ပူပါတယ်။အိန္ဒိယနိုင်ငံနဲ့ကတော့ကိုကျိုးနားလည်မှုစာချုပ်လွှာတွေရှိခဲ့ပေမဲ့လက်တွေ့သတ်မှတ်ရေးမှာတော့တတိထားဆောင်ရွက်ရတဲ့ကိစ္စတွေရှိနေစေဖြစ်ပါတယ်။ထိုင်းနိုင်ငံနဲ့ကတော့အတ္တမန်ပင်လယ်တွေကဓာတ်ငွေ့တွင်းတွေနဲ့ပတ်သက်ပြီးပိုင်နက်ထက်နေမှုတွေကိုညှိနှိုင်းဖြေရှင်းခဲ့ကြပူပါတယ်။ပင်လယ်ပိုင်နက်သတ်မှတ်ရေးဟာနိုင်ငံတကာနိုင်ငံရဲ့ဂုဏ်သိက္ခာသာမကစီးပွားရေးအနာဂတ်ကိုပါဓာတ်ရိုက်သက်ရောက်မှုရှိတဲ့အတွက်ဒီအချက်ကိုနားလည်ထားဖို့အလွန်အရေးကြီးပါတယ်။မြမပင်လယ်ပြင်ကိုပေါ်စီကနေကြီးလိုက်ရင်ဒါဟာရေပြင်ကြီးတစ်ခုမဟုတ်ပဲကမ္ဘာအင်အားကြီးနိုင်ငံတွေအတွက်စစ်တုရင်ခုံတစ်ခုလိုဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။အဓိကကျတဲ့နေရာကတော့ဘင်္ဂလားပင်လယ်အော်ဖြစ်ပါတယ်။ဒီပင်လယ်အော်ဟာအိန္ဒိယနိုင်ငံနဲ့တရုတ်နိုင်ငံတို့ရဲ့ဩဇာလွှမ်းမိုးမှုအားပြရန်နေရာဖြစ်နေပါတယ်။အိန္ဒိယနိုင်ငံအနေနဲ့ဒီပင်လယ်အော်ကိုမိမိတို့ပိုင်နက်တစ်ဖွဲ့သတ်မှတ်ထားခြင်းပေမဲ့တရုတ်နိုင်ငံရဲ့ချဲ့ထွင်လာမှုတွေကြောင့်စိုးရိမ်ပူပန်မှုတွေရှိနေပါတယ်။ဒီနေရာမှာတရုတ်နိုင်ငံရဲ့ဗျူဟာကိုနားလည်ဖို့လိုအပ်ပါတယ်။တရုတ်နိုင်ငံဟာမလက္ကာရေလက်ကြားကိုအသုံးမပြုဘဲမြန်မာနိုင်ငံကတဆင့်အိန္ဒိယသမုဒ္ဒရာတွေကိုထွက်ပေါက်ရှာနေပါတယ်။ဒါကိုတရုတ်နိုင်ငံရဲ့ Two Ocean Strategy သမုဒ္ဒရာနှစ်ခုဗျူဟာလို့ခေါ်ဆိုကြပါတယ်။ဘာကြောင့်လဲဆိုတော့မလက္ကာရေလက်ကြောင်းကစစ်ဖြစ်ခဲ့ပါကပိတ်ဆို့ခံရနိုင်တဲ့အချက်ကြနေရဖြစ်နေလို့ပါ။ဒါကြောင့်မြန်မာနိုင်ငံကတဆင့်အိန္ဒိယသမုဒ္ဒရာတွေကိုဓာတ်ရိုက်ချိတ်ဆက်နိုင်မှုကြိုးစားနေတာဖြစ်ပါတယ်။မြန်မာနိုင်ငံအတွင်းမှာရှိတဲ့တရုတ်နိုင်ငံရဲ့ BRI စီမံကိန်းတွေဖြစ်တဲ့ကြောက်ဖြူရင်းနဲ့စိတ်ကမ်းနဲ့မူဆယ်မန္တလေးရထားလမ်းတွေကိုကြည့်ရင်သိနိုင်ပါတယ်။တစ်ဖက်မှာတော့အိန္ဒိယနိုင်ငံကလည်းအရှိတ်မူဝါဒ Aris Policy နဲ့အတူမြန်မာပင်လယ်ပြင်ကိုစိတ်ဝင်စားမှုမြင့်မားလာပါတယ်။အိန္ဒိယသမုဒ္ဒရာမှာတရုတ်ရဲ့ဩဇာလွှမ်းမိုးမှုမများလာစေဖို့အိန္ဒိယကလည်းမြန်မာစိတ်ကမ်းတွေမှာယင်းနှိမ့်မြုပ်နှံမှုတွေလှုပ်ဆောင်နေပါတယ်။မြန်မာနိုင်ငံဟာအိန္ဒိယနဲ့အာဆီယံနိုင်ငံတွေကိုချိတ်ဆက်ပေးထားတဲ့ Land Bridge ဖြစ်တာကြောင့်ဒီမူဝါဒမှာအရေးပါဆုံးနိုင်ငံဖြစ်နေပါတယ်။ကလတန်ဘတ်စုံသုံးတည်ယူပို့ဆောင်ရေးစီမံကိန်းနဲ့အိန္ဒိယမြန်မာထိုင်းသုံးနိုင်ငံအဝေးပြေးလမ်းမကြီးတွေဟာဒီမူဝါဒအောက်ကတိကျထင်ရှားတဲ့လှုပ်ဆောင်ချက်တွေဖြစ်နေပါတယ်။ဒီတော့မြန်မာပင်လယ်ပြင်ဟာတရုတ်ရဲ့ BRI နဲ့အိန္ဒိယရဲ့ Act East Policy ကြားမှာကြားရောက်နေပါတယ်။ဒီနိုင်ငံကြီးတွေရဲ့ရှင်ပြိုင်မှုတွေမှာမြန်မာနိုင်ငံအနေနဲ့ဘယ်လိုရည်တည်သင့်လဲမိမိနိုင်ငံရဲ့အကျိုးစီးပွားကိုအဓိကထားပြီးဟန်ချက်ညီညီချင်းကပ်နိုင်ဖို့လိုအပ်ပါတယ်။တနိုင်ငံလေးကိုအလွန်အကျွံမိကိုမိသွားရင်နိုင်ငံရေးလွတ်လပ်ခွင့်ကျင်းမြောင်းသွားနိုင်တဲ့အန္တရာယ်ရှိနေပါတယ်။ဒီလိုနိုင်ငံရေးဗျူဟာမြောက်အနေအထားတွေကစီးပွားရေးကဏ္ဍကိုပါတိုက်ရိုက်သက်ရောက်မှုရှိစေပါတယ်။ပင်လယ်ပြင်ဟာမြန်မာနိုင်ငံရဲ့အဓိကဝင်ငွေအရင်းမြစ်တစ်ခုဖြစ်နေပါတယ်။ဒါကိုခေတ်သစ်စကားလုံးနဲ့ပြောရရင် Blue Economy လို့ဆိုနိုင်ပါတယ်။မြန်မာပင်လယ်ပြင်ရဲ့အဓိကသယံဇာတကတော့သဘာဝဓာတ်ငွေ့နဲ့ရေနံဖြစ်ပါတယ်။မြန်မာကမ်းလွန် area မှာရတနာဇောတိကရွှေစတဲ့ကမ်းလွန်စီမံကိန်းတွေကနိုင်ငံဝင်ငွေရဲ့အကြီးမားဆုံးအစိတ်ပိုင်းတွေဖြစ်နေပါတယ်။အထူးသဖြင့်ရွှေဓာတ်ငွေ့စီမံကိန်းဟာတရုတ်နိုင်ငံစီကိုပိုက်လိုင်းအတိုင်းပို့ဆောင်ပေးနေတယ်လို့ပြည်တွင်းစီးပွားရေးအတွက်လည်းအသုံးပြုနေပါတယ်။ဒီသယံဇာတတွေဟာနိုင်ငံခြားဝင်ငွေရရှိစေတဲ့အဓိကနည်းလမ်းတွေဖြစ်နေပါတယ်။ဒါအပြင်မွန်တနင်္သာရီကမ်းလွန် area တွေမှာလည်းဓာတ်ငွေ့တွင်းတွေအများပြားရှိနေပါတယ်။ MOG ရဲ့စီးရင်စရာတွေအရနိုင်ငံဝင်ငွေရဲ့အကြီးမားဆုံးအစိတ်ပိုင်းတစ်ခုဟာပင်လယ်လွန်ရေနံနဲ့ဓာတ်ငွေ့ကဏ္ဍကနေရရှိတာဖြစ်ပါတယ်။ MOG ဟာမြန်မာနိုင်ငံရဲ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကိုဦးဆောင်တာဝန်ယူထားတဲ့နိုင်ငံပိုင်အဖွဲ့အစည်းဖြစ်ပြီးဒီလုပ်ငန်းကနေဝင်လာတဲ့ဝင်ငွေဟာနိုင်ငံရဲ့သယံဇာတကဏ္ဍဝင်ငွေစုစုပေါင်းရဲ့85%လောက်ထိပါဝင်နေတာပါ။ကဲဒီတော့ဘယ်လောက်ထုတ်နိုင်လဲဆိုတာကြည့်အောင်။သဘာဝဓာတ်ငွေ့ဘက်ကိုကြည့်မယ်ဆိုရင်အရန်ပမာဏအနေနဲ့တူလောင်မှုက10 trillion ကုဗပေရှိပြီးတစ်နှစ်ကိုဆိုရင်လေ416 BCF လောက်ထုတ်လုပ်နိုင်ပါတယ်။ရေနံကတော့တစ်နှစ်ကို2100ကနေ9900ဘာရယ်လောက်ပဲထုတ်လုပ်နိုင်ပါတယ်။ site တွေအနေနဲ့ကတော့ကမ်းလွန်ပိုင်းမှာ53ခုကမ်းနီးပိုင်းမှာ52ခုစုစုပေါင်းလောက်ကွက်104ခုအထိရှိနေပါတယ်။ဒုတိယအချက်ကတော့ရေနက်စိတ်ကမ်းတွေဖြစ်ပါတယ်။ကြောက်ဖြူရေနက်စိတ်ကမ်းနဲ့တဝဲအထူးစီးပွားရေးဇုံတို့ဟာဒေတာရင်းကုန်သွယ်မှုအလားအလာအကြီးမားဆုံးနေရာတွေဖြစ်ပါတယ်။တဝဲအထူးစီးပွားရေးဇုံတဝဲ SEZ ဟာတနင်္သာရီတိုင်းမှာတည်ရှိနေပြီးတော့အမေရိကန်ဒေါ်လာတန်ပေါင်း8000ကျော်ယင်းနှိမ့်မြုပ်နှံဖို့ရထားတဲ့အရှေ့တောင်အာရှရဲ့အကြီးဆုံးရေနက်စိတ်ကမ်းနဲ့စက်မှုဇုံစီမံကိန်းဖြစ်ပါတယ်။ပို့ကုန်အဓိကထားတဲ့ကုန်ထုတ်လုပ်မှုတွေနဲ့ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းတွေပါဝင်နေတာပါ။2011ခုနှစ်မှာအီတာလီယန်ထိုင်းရဲ့တင်ဒါစာချုပ်ကိုဖျက်သိမ်းခဲ့ပေမဲ့2025မှာတော့ရုရှားနဲ့ပြန်လည်အသက်သွင်းမှုကြိုးပမ်းနေတာတွေလည်းရှိနေပါတယ်။ကြောက်ဖြူရေနက်စိတ်ကမ်းဟာတရုတ်နိုင်ငံရဲ့ BRI စီမံကိန်းရဲ့အဓိကအစိတ်ပိုင်းဖြစ်ပြီးအိန္ဒိယသမုဒ္ဒရာတွေကိုဓာတ်ရိုက်ထွက်ပေါက်ရရှိစေတဲ့နေရာဖြစ်ပါတယ်။တဝဲစိတ်ကမ်းကတော့ထိုင်းနိုင်ငံနဲ့ဆက်ဆက်ပြီး
အရှိတောင်အာရှကုန်သွယ်ရေးလမ်းကြောင်းအသစ်တစ်ခုဖြစ်လာနိုင်ခြေရှိပါတယ်။ဒီစိတ်ကမ်းတွေတိစောက်ပြီးစီးပါကကုန်စည်ဖြန့်ဖြူးရေးစနစ်တစ်ခုလုံးကိုပြောင်းလဲစေနိုင်ပါတယ်။ဒီစီမံကိန်းတွေကမြန်မာနိုင်ငံရဲ့စီးပွားရေးကိုအကြီးအကျယ်ပြောင်းလဲစေနိုင်တဲ့စီမံကိန်းတွေဖြစ်နေပါတယ်။တတိယအချက်ကတော့ငါးလုပ်ငန်းဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ပင်လယ်ရေပြင်ဟာငါးမျိုးစိကျွယ်ဝတဲ့နေရာဖြစ်ပြီးပင်လယ်စာတင်ပို့မှုဟာနိုင်ငံခြားဝင်ငွေရရှိစေတဲ့အဓိကနည်းလမ်းတစ်ခုဖြစ်နေပါတယ်။ပဇွန်ငါးမျိုးစုံတွေကိုဥရောပ၊အမေရိကနဲ့ဂျပန်နိုင်ငံတွေစီတင်ပို့နေတာပါ။ဒါပေမဲ့ဒီကဏ္ဍမှာလည်းစိန်ခေါ်မှုတွေရှိနေပါတယ်။တရားမဝင်ငါးဖမ်းခြင်းကိစ္စတွေကြောင့်ငါးတယံဇာတာလျော့ပါလာနိုင်တဲ့အန္တရာယ်တွေပါ။နိုင်ငံတကာကလည်းမြန်မာငါးလုပ်ငန်းကဏ္ဍကိုစောင့်ကြည့်မှုတွေရှိနေပါတယ်။ဒါကြောင့်တာရှည်ခံတဲ့မျှတတဲ့ငါးဖမ်းနည်းစနစ်တွေကိုကျင့်သုံးဖို့လိုအပ်ပါတယ်။ဒါ့အပြင်ရေကြောင်းခီးသွွားရေးလုပ်ငန်းဖြစ်တဲ့ပိတ်ကျွန်းစုခီးသွွားလုပ်ငန်းဟာလည်းသဘာဝအလှအပကိုအခြေခံပြီးဝင်ငွေရရှိနိုင်တဲ့အလားအလာကောင်းတဲ့နေရာတစ်ခုဖြစ်နေပါတယ်။ဒီလိုတယံဇာတာတွေနဲ့စိတ်ကမ်းတွေဟာမြန်မာနိုင်ငံအတွက်ဝင်ငွေရင်းမြစ်တာမကနိုင်ငံတကာမိတ်ဖက်နိုင်ငံတွေနဲ့ဆက်ဆံရေးမှာလည်းအလှည့်အပြောင်းတွေဖြစ်စေနိုင်ပါတယ်။ဆိုတော့နိုင်ငံရဲ့ပင်လယ်ပိုင်နက်ဘက်ကိုစက်ကြည့်ကြမယ်ဗျ။မြန်မာပင်လယ်ပြင်ဟာအိန္ဒိယသမုဒ္ဒရာရဲ့အရှေ့မြောက်ပိုင်းမှာတည်ရှိပြီးကမ္ဘာကုန်သွယ်ရေးလမ်းကြောင်းတွေအတွက်အချက်အချာကျတဲ့နေရာတစ်ခုလို့ဆိုရမှာပါ။ဒီရေပြင်ဟာကမ္ဘာသင်္ဘောလိုင်းတွေအတွက်လည်းအလွန်အရေးပါပါတယ်။နောက်ပြီးအတ္တမန်ပင်လယ်ရဲ့ထူးခြားချက်ကတယံဇာတာကျွယ်ဝမှုတာမကဇီဝမျိုးစုံမျိုးကွဲတွေလည်းအများကြီးရှိနေပါတယ်။နောက်ချက်ကတော့မဟာဗျူဟာကျတဲ့ကျွန်းစုတွေဖြစ်ပါတယ်။ပထမဆုံးကတော့ကိုကျွန်းမှာဘ ဟိုကျမကြက်တီးရှိနေတဲ့ဒီကျွန်းဟာပင်လယ်ပြင်ဆိုင်ရာစောင့်ကြည့်ရေးလုပ်ငန်းတွေအတွက်အလွန်အရေးပါပါတယ်။ဒီကျွန်းကနေတဆင့်ပင်လယ်ပြင်အတွင်းဝင်ရောက်လာတဲ့သင်္ဘောတွေကိုလည်းခြေရခံနိုင်စွမ်းရှိပါတယ်။ဒုတိယတစ်ခုကတော့ပိတ်ကျွန်းစုပါ။ကျွန်းပေါင်း800ကျော်ပါဝင်တဲ့ဒီကျွန်းစုဟာသဘာဝအလှပတာမကစီးရေးဗျူဟာအရလည်းအလွန်အရေးပါပါတယ်။ဒီကျွန်းစုတွေကြားရေလမ်းကြောင်းတွေဟာသင်္ဘောငယ်တွေအတွက်လုံခြုံတဲ့ခိုးလုံရနေရာတွေဖြစ်စေတယ်လို့ရေတပ်ဖွဲ့အတွက်လည်းဗျူဟာမြောက်အခြေစိုက်စခန်းတွေတည်ဆောက်နိုင်တဲ့နေရာတွေဖြစ်ပါတယ်။ဒီလိုပထဝီအနေအထားတွေကမြန်မာနိုင်ငံကိုဗျူဟာမြောက်နေရာတစ်ခုဖြစ်စေခဲ့ပါတယ်။ဗိတ်ကျွန်းစုဟာကျွန်းပေါင်း800ကျော်ပါဝင်ပြီးကမ္ဘာအလှပဆုံးကျွန်းစုတွေတဲကတစ်ခုအပါဝင်ဖြစ်ပါတယ်။ဒီကျွန်းတွေဟာနိုင်ငံပိုင်ဖြစ်တဲ့လို့ဒေသခံတွေအတွက်လည်းအကျိုးရှိသင့်ပါတယ်။ဒါပေမဲ့လက်တွေ့မှာတော့ကျွန်းပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးရှုပ်ထွေးမှုတွေရှိနေပါတယ်။ပထမအချက်ကတော့ကျွန်းငှားရမ်းမှုစနစ်ဖြစ်ပါတယ်။မြန်မာနိုင်ငံမှာကျွန်းတွေကိုနိုင်ငံပိုင်အဖြစ်သတ်မှတ်ထားပေမဲ့စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်မှုအတွက်သက်ဆိုင်ရာဝန်ကြီးဌာနတွေကတဆင့်လုပ်ငန်းရှင်တွေကိုငှားရမ်းခွင့်ပြုထားပါတယ်။ဒီနေရာမှာပွင့်လင်းမြင်သာမှုကင်းမဲ့နေတဲ့အချက်တွေရှိနေတာကြောင့်ဗိတ်ကျွန်းကိုဘသူကငှားရမ်းထားတယ်လဲငှားရမ်းကဘယ်လောက်ပေးတယ်လဲသတ်မှတ်ချက်တွေကိုလိုက်နာမှုရှိမရှိဆိုတာတွေကိုသိရှိရခက်ခဲပါတယ်။ဒုတိယအချက်ကတော့ပုံကိုယ်ရေးသဘောတရားတွေဝင်ရောက်ပတ်သက်မှုဖြစ်ပါတယ်။အချို့သောကျွန်းတွေဟာဩဇာရှိတဲ့လုပ်ငန်းရှင်တွေစစ်ဘက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ဆက်နွယ်နေတဲ့ကုမ္ပဏီတွေကငှားရမ်းထားတာတွေလည်းတွေ့ရပါတယ်။တချို့ကျွန်းတွေကစာချုပ်ချုပ်ဆိုထားတာကြာမြင့်ပေမဲ့တကယ်တမ်းဖွံ့ဖြိုးတိုးတက်မှုမရှိဘဲပိုင်ဆိုင်ထားတာမျိုးတွေလည်းရှိနေပါတယ်။ဒါဟာတခြားယင်းနှိမ့်မြုံနှံသူတွေအတွက်နေရာလွတ်ရှာရခက်ခဲပြီးရှိပြီးသားစာချုပ်တွေကိုလည်းပြန်လည်စီစစ်ဖို့ကလည်းဥပဒေအရခက်ခဲမှုတွေရှိနေပါတယ်။တတိယအချက်ကတော့နိုင်ငံခြားယင်းနှိမ့်မြုံနှံမှုအပေါ်တက်ရောက်မှုဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့ဥပဒေအရနိုင်ငံသားတွေအနေနဲ့နေရာကိုပိုင်ဆိုင်ခွင့်မရှိပါဘူး။ငှားရမ်းခွင့်သာရှိပါတယ်။ဒါပေမဲ့ဒီငှားရမ်းခွင့်ကာလတွေအကောက်ခွန်တွေနဲ့ပတ်သက်ပြီးမူဝါဒတွေကမတည်ငြိမ်တဲ့အခါကြီးမားတဲ့ယင်းနှိမ့်မြုံနှံမှုတွေဝင်ရောက်လာဖို့ခက်ခဲစေပါတယ်။ဥပမာအားဖြင့်ထိုင်း၊စင်ကာပူ၊ဥရောပကယင်းနှိမ့်မြုံနှံသူတွေဟာဗိတ်ကျွန်းစုမှာခေတ်မီ resort တွေတိစောက်ခြင်းကြပေမဲ့နေရာပိုင်ဆိုင်မှုဥပဒေလျှက်စစ်မီရရှိမှုအခက်အခဲတွေနဲ့နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်ဆုံးဖြတ်ရခက်နေတာတွေတွေ့ရပါတယ်။ဒီအခြေအနေတွေကဒေသခံတွေပေါ်မှာလည်းတက်ရောက်မှုရှိပါတယ်။ကျွန်းတွေကပုဂ္ဂလိကလုပ်ငန်းရှင်တွေပိုင်ဆိုင်ထားတဲ့အခါဒေသခံငါးဖမ်းသမားတွေရဲ့ရိုးရာငါးဖမ်းနယ်မြေတွေကျင်းပြောင်းသွားတတ်ပါတယ်။ကျွန်းပေါ်ကတယံဇာတာတွေကိုအကျိုးရှိရှိအသုံးချနိုင်မဲ့အစားကန့်သက်ချက်တွေကြောင့်အခွင့်အရေးဆုံးရှုံးနေရတာတွေလည်းရှိပါတယ်။ဒီတော့ဗိတ်ကျွန်းစုရဲ့အလှတရားကိုစီးပွားရေးရအကောင့်ထဲပေါ်ဖို့ဆိုတာကျွန်းပိုင်ဆိုင်မှုစနစ်ကိုပွင့်လင်းမြင်သာမှုရှိစေဖို့တရားမျှတမှုရှိစေဖို့နဲ့နိုင်ငံတကာစံချိန်စံညွှန်းနဲ့ကိုက်ညီအောင်ပြုပြင်ပြောင်းလဲနိုင်ဖို့လိုအပ်ပါတယ်။ဒါမှသာဒီကျွန်းစုတွေဟာနိုင်ငံဝင်ငွေရဲ့အဓိကမောင်းနှင်အားတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။ဒီခွင့်ရေးတွေကိုဖန်တီးနိုင်မှာလားဆုံးရှုံးသွားမှာလားဆိုတာကတော့ကျွန်တော်တို့အားလုံးရဲ့သိမြင်နားလည်မှုနဲ့ပူးပေါင်းပါဝင်မှုအပေါ်မှာမူတည်နေပါတယ်။ချိန်ပေးကြည့်ရှုခဲ့ကြလို့ကျေးဇူးတင်ပါတယ်။